ကျွန်တော်တို့ SCP ရဲ့လူငယ်လေးများနဲ့အကဆီယာမ၄နိုင်ကြီးတို့ဦးစီးပြီးတော့ညနနာဆိုတဲ့တခြင်းလေးနဲ့မန်းတော်ရိတ်ခိုးဆိုတဲ့တခြင်းလေးနဲ့ကြော်ပြမှာဖြစ်ပါတယ်။နောက်တော့ဆင်ကြည့်ကြပါဦးခင်ဗျာ။မြို့မနဲ့တမီတဲ့ဘွားလို့ဆိုတော့မယ်ခွဲချိုးပြုံးရွှင်တော့နမပြုံးနေတကောလုံးပင်ချောအလှပေါ်တယ်ကျုပ်ကျုံနဲ့တမီတဲ့ဘွားလို့ဆိုတော့မယ်ခွဲအမောက်ကလေးတတာနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်မောက်ကလေးတတာနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်ရင်စားစားနဲ့ရင်လိုက်ရတာအဝတ်စားပါလေအလုံးတင်တယ်ရင်စားစားနဲ့ရင်လိုက်ရတာအဝတ်စားပါလေအလုံးတင်တယ်သောသစ္စာလာရောက်ချဲခိုင်ရတာမွေလာပန်းတို့နဲ့လာရောက်ချဲခိုင်ရတာပွင့်လာပန်းတော့လေရိုးရိုးသားသားနဲ့ကျုပ်မျိုးမကရှင်တတ်တဲ့မြာနန္ဒာရင်ညိုညိုရစ်ခါပန်းတော့ရွှေမန်းတောင်တဲ့အတူတူကိုမပြိုပြူတွေရဲ့မြာနန္ဒာရင်ညိုညိုရစ်ခါပန်းတော့ရွှေမန်းတောင်ရဲ့အတူတူကိုမပြိုပြူစေရဲ့ပြောခင်းလေးသာပါပြီတဲ့ကောင်းယူမယ်နေဦးစီရတော်ဝဲခါပိနှဲ့မူရကျွဲလာကုန်ဝင့်ချဲခိုင်ရရဲ့မာလာတွေတယောက်စုတယောက်မှုအောင်မေးတယ်ခင်မြို့မာလာဒီကွယ်စီချိုလို့ရဲ့မောင်နှမရင်းနဲ့ခင်မင်းချစ်သွေးကြွားမိတယ်ခါပိနှဲ့မူရကျွဲလာကုန်ဝင့်ချဲခိုင်ညာရဲ့မာလာတွေတယောက်စုတယောက်မှုအောင်မေးတယ်ခင်မောင်ကြီးလာဒီကွယ်စီချိုလို့ရဲ့မောင်နှမရင်းနဲ့ခင်မင်းချစ်သွေးကြွားမိတယ်ဇာတိမြစ်ချေကျမ်းမာပါသားပဲလေ။အော်ကောင်းပါလေကွယ်ဒီပက်လိုက်တော့မယ်ဇာတိမြစ်ချေကျမ်းမာပါသားပဲလေ။အော်ကောင်းပါလေကွယ်ဒီပက်လိုက်တော့မယ်ဒီနေ့ကူတော့မယ်ခင်ရဲ့လိုက်ခဲ့ပါလားအပြင်းတော်ပြီပွဲမောင်တို့လာစီပေါ့ကညာမင်းကျော်ရဲ့ဝေငန်းတွေ့ခါလေညနန္ဒာရင်ညိုညိုရစ်ခါပန်းတော့ရွှေမန်းတောင်ထိပ်အတူတူခုံးမပြိုပြူဆွေရဲ့ဟိုမြနန္ဒာရင်ညိုညိုရစ်ခါပန်းတော့ရွှေမန်းတောင်ထိပ်အတူတူခုံးမပြိုပြူဆွေရဲ့ပြောခင်းလေးသာပါပြီအတိတ်ကောင်းယူမယ်နေဦးရတော်ဝဲခါပန်းတော့ဟဲ့ရွှေမန်းတောင်ရဲ့အတူတူခုံးမပြိုပြူဆွေရဲ့ဟိုမြနန္ဒာရင်ညိုညိုရစ်ခါပန်းတော့ရွှေမန်းတောင်ရဲ့အတူတူခုံးမပြိုပြူဆွေရဲ့ပြောခင်းလေးသာပါပြီတဲ့အတိတ်ကောင်းယူမယ်